အားလုံးပဲမင်္ဂလာပါ The Art of Hospitality by မခိုင် Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကမခိုင်ရဲ့ Hotels and Tourism ကဏ္ဍအနှစ်20ကျော်အတွေ့အကြုံတွေကိုပြန်ပြီးတော့ sharing လုပ်သွားပေးမယ်ပညာဒါနကဏ္ဍလေးဖြစ်ပါတယ်အဲ့တော့ဒီပညာဒါနအစီအစဉ်လေးမှာမခိုင်ကပထမဦးဆုံးပြောချင်တာကဒီ channel လေးဟာမခိုင်သင်တန်းတွေလည်းမရောက်ပါဘူးငွေကြေးကောက်ခံတာတွေဘာမှမလုပ်ပါဘူးဆိုတာကိုကနဦးပြောချင်ပါတယ်အဲ့တော့ဒီနေ့မခိုင်ပြောမယ့်အကြောင်းအရာလေးကတော့ interview သွားမဲ့လူငယ်တွေအတွက်ပေါ့နော် very beginner တွေကိုဆိုလိုတာပါ interview ပေါင်းမြောက်များစွာသွားဖို့တဲ့လူတွေမဟုတ်ပါဘူးအဲ့တော့ပထမဦးဆုံးအနေနဲ့တခါမှ interview ကိုမသွားဘူး very beginners ပေါ့နော်ဘာလို့ဘာကန်ရမှန်းမသိဘူးဆိုတဲ့သူတွေအတွက်ကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီ beginners လေးတွေအနေနဲ့ပါလေ interview မှာ nervous မဖြစ်ရလေအောင်ပေါ့နော်ဘာတွေပြင်ဆင်သွားမလဲဆိုတာကိုကြိုပြီးတော့ပြောထားချင်ပါတယ်အဲ့တော့သူတို့ပြင်ဆင်ရမယ့်အကြောင်းအရာလေးတွေကတော့ပထမဦးဆုံး interview သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဘာဝတ်သွားမလဲပေါ့နော်ဒါနံပါတ်1အချက်ဘာဝတ်သွားမလဲနောက်ပြီးတော့နံပါတ်2အချက်ကမျက်နှာကိုရောဘယ်လိုပြင်ဆင်သွားမလဲပြီးလို့ရှိရင်နံပါတ်3ကကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာအနံ့သက်တွေမထွက်အောင်မလို့ဘယ်လိုမျိုးကြိုပြီးတော့အကာအကွယ်တွေလုပ်သွားမလဲဆိုတဲ့ဟာလေးနဲ့အပိုင်း3ပိုင်းပြောချင်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဒီ interview သွားဖြစ်မဲ့လူတွေက office ဘိုင်းကိုဒီ hotels and tourism ဆိုတော့ office ဘိုင်းတွေရောဒီ customer တွေနဲ့တွေ့ရမယ့်အပိုင်းတွေရောပါတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အဝတ်အစားပေါ့နော် interview သွားမယ်ဆိုလို့ရှိရင်ကို professionally ဆန်ဆန်လေး first impression မှာပေါ့နော် interview ကသဘောကျမဲ့ professional ဆန်ဆန်လေးဖြစ်အောင်လို့ကိုကဘယ်လို prepare လုပ်သွားမလဲပေါ့နော်အဲ့တော့မခိုင်အနေနဲ့ advice ပေးချင်တာကတော့ဒီ main ကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်မြန်မာဝတ်စုံဝတ်သွားမယ်ဆိုလို့ရှိရင်လည်းရပါတယ်မြန်မာဝတ်စုံဆိုလည်းတတ်ရတန်တန်ရှင်းရှင်းလေးနဲ့ပေါ့နော်မြန်မာ main ကလေးတွေဆိုရင်မြန်မာဆန်ဆန်လေးပေါ့နော်လှလှပပရိုးရိုးရင်ရင်လေးဖြစ်အောင်ပြင်ဆင်သွားလို့ရပါတယ်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းပစိုးနဲ့ရှာရင်းကြီးဖြစ်ဖြစ်ရှာရင်းကြီးလေကရုံးဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလေးလည်းဝတ်စားသွားလို့ရပါတယ်အဲ့လိုမျိုးမှမဟုတ်ဘူးကိုကအနောက်တိုင်းဝတ်စုံဝတ်ချင်တယ်ပေါ့နော်အဲ့ဒါဆိုလည်းရတယ်ယောက်ျားလေးတွေလည်းစိုင်ပယ်နဲ့ရှပ်သို့မဟုတ်ပိုလိုရှပ်ပေါ့နော်အဲ့လိုမျိုးဝတ်လို့ရတယ်ဂျင်းပယ်နဲ့တီရှပ်ကိုတော့လေ main ကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဒီဟာကြီးကိုမဝတ်စေချင်ဘူးပေါ့နော်ဒီနေရာမှာအဓိပ္ပာယ်ကောင်းမလွဲဖို့ပြောချင်တာကဂျင်းပယ်နဲ့တီရှပ်ဒီတခြားနေရာတွေမှာပေါ့နော်တစ်တော်တဲ့နေရာတွေမှာဝတ်လို့ရပါတယ် shopping သွားတာဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ gathering သွားတာဖြစ်ဖြစ် picnic ထွက်တာဖြစ်ဖြစ်ဒီလိုမျိုးနေရာတွေဝတ်လို့ရပါတယ်ဒါပေမဲ့ဒီလို interview ပေါ့နော်ဒီ formal interview တွေမှာတော့ဒီ jean နဲ့ t-shirt ကိုတော့မဝတ်စေချင်ဘူးပေါ့နော်အဲ့တော့ main ကလေးတွေဆိုလို့ရှိရင်လည်းဒီလို button down ပေါ့နော် shirt အင်ကြီးလေးတွေသို့မဟုတ် elegant blouse လေးတွေပေါ့နော်ဝတ်သွားလို့ရပါတယ်ဒီနေရာမှာအဝတ်စားဆိုလို့အဝတ်စားကိုပေါ့နော်ဟိုအရန်ဈေးကြီးပြီးတော့ဟို branded ကြီးတွေဝတ်ရမယ်လို့မဆိုလိုပါဘူးเนาะကိုယ်နဲ့လိုက်ဖက်ပြီးတော့တင့်တင့်တဲ့ဈေးလေးနဲ့လှလှပပလေးနဲ့တတ်ရတန်ရှင်းရှင်းလေးဖြစ်နေလို့ရှိရင်အဝတ်စားကအဆင်ပြေပါတယ်အဲ့ဒါလေးပြောချင်တာပါနောက်တစ်ခုကကြတော့ကို hygiene ပေါ့နော် hygiene အရန်အရေးကြီးပါတယ် tourism ကဏ္ဍ travel ကဏ္ဍဒီ hotel ကဏ္ဍမှာ hygiene ကအရန်ကိုအရေးကြီးပါတယ်အဲ့တော့ကိုသေးချာရေမိုးချိုးသွားမယ်မျက်နှာတွေသေးချာတစ်မယ်သွားတိုက်သွားမယ်ကိုယ့်ရဲ့စကားပြောလိုက်ရင်ကိုယ့်ရဲ့ပါးစပ်ကအနံ့အသက်တွေမရှိစေရဘူးကိုအခန်းထဲဝင်လိုက်တာနဲ့တပြိုင်တည်းကိုယ့်စီကနေပြီးတော့ချွေးနှံ့နေတာမျိုးမဖြစ်စေရဘူးပေါ့နော်အဲ့တော့ခန္ဓာကိုယ်အတွက်ကိုလည်း roll on သို့မဟုတ် body spray တွေသုံးပါပြီးလို့ရှိရင်မျက်နှာကိုလည်းပေါ့နော်sun cream တို့ဟာမျိုးလိမ့်သွားမယ်ဆိုလည်းရပါတယ်ပေါ့နော်အကယ်၍အဲ့လိုမျိုးမဟုတ်ဘူး main ကလေးတွေက make up လိမ့်မယ်ဆိုလို့ရှိရင် make up ကပေါ့နော်အခုခေတ်ပြောမယ်ဆိုရင်တော့ပပကြည်လေးပေါ့နော်အဲ့လိုမျိုးလေးဆိုအဆင်ပြေပါတယ် make up အထူကြီးတွေလိမ့်ထားပြီးတော့ဟိုကိုကနေပူတွေကလာမယ်ဆိုရင်ချွေးတွေနဲ့ဆိုရင်တော့အဆင်မပြေဘူးပေါ့နော် make up တွေကအဲ့ခါကျတော့ကိုပပကြည်လေးလိမ့်သွားတာပဲဖြစ်ဖြစ်sun cream လေးလိမ့်ပြီးတော့တသက်ရက်လေးသွားတာပဲဖြစ်ဖြစ်အဲ့ဒါဆိုအဆင်ပြေပါတယ်နောက်တစ်ခုကတော့ရေမွေးပေါ့နော်ရေမွေးတွေကကြအရန်စကားပြောတယ်ပေါ့နော်ရေမွေးကကြတော့သူက authentic ဖြစ်တယ်ဆိုလို့ရှိရင်ရေမွေးအနံ့ကဒါတိတာတယ်ပေါ့နော်အဲ့ခါကျတော့ကိုသုံးတဲ့ရေမွေးကကဲလို့ authentic မဟုတ်ဘူးဆိုလို့ရှိရင်တော့မှာပေါ့နော်ရေမွေးကိုတော့နည်းနည်းသတိထားပြီးဆွတ်စေခြင်းတယ်ဘာလို့ဆိုရေမွေးက authentic မဟုတ်လို့ရှိရင်သူ့အနံ့ကအရန်တိတာတယ်ပေါ့နော်အဲ့ခါကျတော့ရေမွေးကိုကြတော့ interviewer လည်းခေါင်းမကိုက်ရလေအောင်ပေါ့နော်အနံ့ကိုတင်းတဲ့ဟာမျိုးကိုရှာပြီးတော့ဆွတ်ပါလို့ပြောချင်ပါတယ်ပေါ့နော်ဆိုတော့အခုပြောတဲ့အကြောင်းအရာလေးမှာအဝတ်စားပိုင်းပါတယ်မျက်နှာအပြင်ဆင်သပင်တွေကိုလည်းတသက်ရပေါ့နော်ယောက်ျားလေးတွေဆိုလည်းခေါင်းတွေပိုင်းတေချာဖြီးသွားပါမိန်းကလေးတွေဆိုလည်းသပင်တသက်ရလုပ်သွားပါအဲ့တော့ဒီအဝတ်စားပိုင်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ hygiene ပိုင်းပြီးတဲ့အခါကျတော့ဒီ
အပြင်ဆင်ပေါ့နော်နန်းသက်မရှိအောင်အပြင်ဆင်တွေလုပ်သွားတဲ့အပိုင်းအဲ့တော့ဒီဟာလေးတွေအကုန်လုံးကိုသေချာprepare လုပ်သွားပြီးတဲ့ကို interview မှာပေါ့နော် confidence ရှိလေးဖြည့်ပြီးတော့အလုပ်ကိုင်တွေကိုအဆင်ပြေကြပါစေလို့ပြောရင်းနဲ့ပဲဒီနေ့အတွက်ကိုဒီ channel လေးဒီမှာပဲရပ်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်